ကဘာပေါ်မှာထူးခြားဆန်းပြတဲ့လူနေမှုစနစ်တွေယဉ်ကျေးမှုအမွေအနှစ်တွေအများကြီးရှိကြတဲ့အနက်တောင်တန်းတွေပတ်ပတ်လည်ဝိုင်းနေတဲ့တောင်ပေါ်ရေအိုင်ကြီးတစ်ခုထဲမှာတင်ကိုယ်ပိုင်ကဘာငယ်တစ်ခုကိုတိဆောက်ပြီးရှင်သန်နေထိုင်ကြတဲ့လူမျိုးတစ်မျိုးရှိပါတယ်။ဒါကတော့တခြားမဟုတ်ပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့အလှကဘာအင်းလေးကန်နဲ့အင်းသားလူမျိုးတို့ရဲ့ရီပေါ်နေထိုင်မှုဘဝပဲဖြစ်ပါတယ်။အင်းလေးကန်ကိုရောက်ဖူးသူတိုင်းဟာခြေထောက်နဲ့လီလော်တဲ့အတတ်ပညာရေပေါ်မှာပေါ်လောပေါ်နေတဲ့စိုက်ခင်းကြီးတွေကိုမြင်တွေ့ပြီးအံ့ဩမင်တတ်ကြရပါတယ်။ဒါပေမဲ့ဒီထူးခြားချက်တွေဟာကဘာလက်ခရီးသည်တွေကိုဆွဲဆောင်ဖို့အတွက်တာမန်ဖန်တီးထားတာမဟုတ်ပါဘူး။အင်းသားတို့ရဲ့ခြေလော်ခတ်မှုအတတ်နဲ့ရေပေါ်ကျွန်းစိုက်ပျိုးရေးစနစ်တွေရဲ့နောက်ွယ်မှာလွန်ခဲ့တဲ့နှစ်ပေါင်းရာစုချီကတည်းကစီမီတန်နေမီသစ်စိန်ခေါ်မှုတံတွေကိုကြမ်းကြမ်းခံပြီးအသက်ရှင်သန်နိုင်အောင်ကြံစခဲ့ကြရတဲ့ရှေးဟောင်းရှင်သန်မှုဗျူဟာတွေရှိနေပါတယ်။တာမန်မြေပြင်မှာစိုက်ပျိုးစားတောက်လို့မရတဲ့ဘဝအခြေအနေတစ်ခုကိုအခက်အခဲမှသည်အခွင့်အလမ်းဖြစ်အောင်ဘူးပွားတွေဘလူညံပညာတွေနဲ့ပြောင်းလဲခဲ့ကြသလေဆိုတာဒီနေ့ဗီဒီယိုမှာအသီးစိတ်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တောင်ပေါ်ကန်ကြီးရဲ့အေးစိမ့်တဲ့ရေပြင်ထက်မှာကဘာကအံ့ဩရတဲ့ရေပေါ်မြို့တော်ကြီးဘလူစတင်ဖြစ်တည်လာခဲ့လေ။သူတို့ရဲ့ရှင်သန်မှုဗျူဟာတွေထဲမှာဘလူစမ်းကြတဲ့တဘာဝတရားနဲ့လူသားတို့ရဲ့ပေါင်းစပ်မှုတွေရှိနေလေဆိုတာသမိုင်းကြောင်းတွေတကွစိတ်ဝင်စားဖို့နားဆင်ကြည့်လိုက်ရအောင်ပါ။အင်းသားတို့ဤမြစ်ဖြားခံရနဲ့နေမြေသစ်စိန်ခေါ်မှုသမိုင်းမတန်အချို့ရဲ့အဆိုအရအင်းသားလူမျိုးတွေဟာအင်းလေးကန်အနီးတစ်ဝိုက်မှာမူလကတည်းကနေထိုင်ခဲ့ကြသူများမဟုတ်ဘဲထာဝေဒီတာဘက်ကနေရွှေ့ပြောင်းအခြေစိုက်လာကြသူတွေလို့ဆိုကြပါတယ်။ကုန်းပေါင်ခေတ်အစောပိုင်းတောင်မဟုတ်ထိုထက်စောတဲ့ကာလတွေမှာတိုင်းပြည်စစ်မီးတောင်မှုတွေနေမြေဒေသမငြိမ်သက်မှုတွေကြောင့်ဘေးကင်းရာအရောက်ကိုရှာဖွေရင်းရှမ်းတောင်တန်းတွေပေါ်ကဒီအီယာမကန်ကြီးစီတို့ရောက်ရှိလာခဲ့ကြတာပါ။ဒါပေမဲ့ရောက်ရှိလာတဲ့အချိန်မှာမြေပြန့်လွင်ပြင်တွေကောင်းမွန်တဲ့စိုက်ပျိုးမြေတွေကိုဒေသခံတိုင်းရင်းသားတွေကနေရာယူထားပြီးဖြစ်တာကြောင့်သူတို့အတွက်ရှင်သန်ဖို့မြေကွက်လည်းမရှိခဲ့ပါဘူး။မြေပေါ်မှာနေရာမရတော့တဲ့အခါအင်းသားဘိုးဘွားတွေဟာလက်မလျှော့ပဲကန်ကြီးရဲ့ရေပြင်ကျဲကိုပဲမိမိတို့ရဲ့ထာဝရအိမ်အဖြစ်သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ကုန်းမြေမရှိရင်ရေပေါ်မှာအိမ်ဆောက်မယ်။မြေကြီးမရှိရင်ရေပြင်တက်မှာစိုက်ပျိုးမယ်ဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့အတူရေနက်ပိုင်းတွေထဲမှာကျွန်းတစ်တိုင်ဝါးတိုင်ကြီးတွေကိုရေအောက်ရွှွန့်နွန်တဲ့အထိရောက်အောင်စိုက်ထူပြီးရေပေါ်အိမ်ကြီးတွေကိုစတင်တည်ဆောက်ခဲ့ကြပါတယ်။ဒါဟာသမိုင်းမှာအလွန်စွန့်စားရတဲ့ဒါပေမဲ့အမျော်အမြင်အရှိဆုံးသောရှင်သန်ရေးဖြူဟာတစ်ခုရဲ့ကနဦးခြေလှမ်းဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့အင်းလီကန်ရဲ့ရေပြင်တက်မှာတာမန်ရွာငယ်လေးတွေကနေတဖြည်းဖြည်းနဲ့ရေပေါ်စီရေပေါ်ကြောင်ရေပေါ်ဖုံးကြီးကြောင်းတွေအထိကုံရက်တစ်ခုလိုကျေပြန့်လာပြီးကဘာမှာရှာရှာပါပါကိုပိုင်အုပ်ချုပ်မှုနဲ့ကိုပိုင်ယဉ်ကျေးမှုခိုင်ခိုင်မာမာရှိတဲ့ရေပေါ်လူအဖွဲ့အစည်းကြီးတစ်ခုစတင်တန်တီးတည်လာခဲ့ပါတော့တယ်။ခြေတစ်ဖက်လော်ခတ်ချင်းဤဗျူဟာမြောက်လျှို့ဝှက်ချက်အင်းလေးကန်ကိုမြင်လိုက်တာနဲ့လူတိုင်းအရင်ဆုံးသတိထားမိတာကလှေလော်သမားတွေဟာလက်နဲ့လှေမလော်ပဲလှေဦးမှာခြေတစ်ဖက်ထဲနဲ့မတ်တက်ရက်ပြီးကြံခြေတစ်ဖက်နဲ့တက်မကိုထိန်းကလှော်ခတ်တဲ့အတတ်ပညာပဲဖြစ်ပါတယ်။ဒါဟာကဘာမှာအင်းသားလူမျိုးတွေစီမှာပဲမြင်တွေ့နိုင်တဲ့အထူးခြားဆုံးအမှုပညာတစ်ခုပါ။ဒါပေမဲ့တေချာလိလာကြည့်ရင်ဒီလော်ခတ်နီးဟာအလှပြဖို့မဟုတ်ပဲရေပြင်ကျဲထဲမှာတဘာဝတရားကိုအနိုင်ယူဖို့အတွက်တီထွင်ခဲ့ရတဲ့အင်ဂျင်နီယာကြလာတဲ့နီးစနစ်တစ်ခုဖြစ်နေတာကိုတွေ့ရမှာပါ။ပထမဆုံးလျှို့ဝှက်ချက်ကတော့အင်းလေးကန်ဟာရေမျက်နှာပြင်အောက်မှာရေမောပင်တွေဗီရာပင်တွေနဲ့ရေအောက်မြစ်ရိုင်းပင်တွေအလွန်ထူထပ်တဲ့ကန်အမျိုးအစားဖြစ်ပါတယ်။အကယ်၍ထိုင်ပြီးလက်နဲ့ပဲလှေလော်မယ်ဆိုရင်ရှေ့မှာရှိတဲ့ရေမောပင်တွေပိတ်ဆို့မှုတွေကိုကောင်းကောင်းမမြင်ရပဲလှေတက်နဲ့ရေမောပင်တွေညှိပြီးလှေမှောက်တာခရီးမတွင်တာမျိုးတွေဖြစ်တတ်ပါတယ်။အင်းသားတွေဟာလှေဦးမှာမတ်တက်ရက်လိုက်တဲ့အတွက်ရှေ့ကရေပြင်အကွာအဝေးကြီးအထိကိုအပေါ်စီးကနေထင်ထင်ရှားရှားမြင်တွေ့နိုင်ပြီးရေမောပင်တွေကိုရှော့ခွင်းမောင်းနေနိုင်တဲ့အားသာချက်ကိုရရှိသွားပါတယ်။ဒုတိယအချက်ကတော့ရိုးရာငါးဖမ်းလုပ်ငန်းလုပ်ကင်တဲ့အခါမှာဖြစ်ပါတယ်။ငါးဖမ်းသမားတဦးဟာအင်းလေးကန်ရဲ့ရိုးရာဆောင်ငါးဖမ်းကရိယာကိုသုံးပြီးငါးဖမ်းရတဲ့အတွက်လက်နှစ်ဖက်လုံးဟာငါးဖမ်းပိုက်နဲ့အလုရှုံနေတတ်ပါတယ်။အဲ့ဒီအချိန်မှာခြေထောက်ကိုသုံးပြီးလှေကိုထိန်းချောင်းလော်ခတ်နိုင်ခြင်းကလက်နှစ်ဖက်ကိုလွတ်လပ်သွားစေပြီးငါးဖမ်းခြင်းလုပ်ငန်းကိုတယောက်ထဲနဲ့ထိရောက်စွာလုပ်ကိုင်နိုင်စေပါတယ်။ခြေထောက်ကြွက်သားတွေဟာလက်မောင်းကြွက်သားတွေထက်ပိုမိုတာမာတာကြောင့်က
ခရီးဝေးလော်ခတ်တဲ့အခါမောပန်းမှုကိုတက်တာစီတဲ့ဇီဝကာမဗီဒဆိုင်ရာအသုံးချမှုတစ်ခုလည်းဖြစ်ပါတယ်။ရှေးပေါ်စိုက်ခင်းသို့မဟုတ်ရွှေ့ပြောင်းနိုင်သောလေယာများစိုက်ပျိုးမြေမရှိတဲ့ပြဿနာကိုအင်သားဖိုးပွားတွေဖြေရှင်းခဲ့တဲ့နီလန်းကတော့ယနေ့ခေတ်ကမ္ဘာစိုက်ပျိုးရေးပညာရှင်တွေတောင်ချီးကျူးရတဲ့ရင်းပြန်သို့မဟုတ်ရေပေါ်စိုက်ခင်း floating gardens နီးပညာပဲဖြစ်ပါတယ်။ဒီလိုဟာကန်အောက်ခြေကထူထပ်လာတဲ့ရေမော်ပင်တွေဘီဒါပင်တွေနဲ့မျက်မြီဆွေးတွေကိုအလွှာလိုက်ဖြတ်တောက်ပြီးအချင်းချင်းပိတ်ဆံရော်ကျိုးတွေနဲ့တွဲချီကတဘာဝအတိုင်းပေါ်လောပေါ်နေတဲ့မြီစီလွှာအကျွန်းစုကြီးတွေဖြစ်ဖန်တီးခဲ့ကြပါတယ်။ဒီရေပေါ်မြေလွှာကျွန်းကြီးတွေရေစီးနဲ့မျောပါမသွားစေဖို့အတွက်ဝါလုံးရှည်ကြီးတွေကိုရေအောက်ရွှွန့်နွန်တဲ့အထိရိုက်သွင်းပြီးကျွန်းတွေကိုကန်တော်ကြီးနဲ့တွဲကပ်ချီနှောင်ထားရပါတယ်။အင်းလေးကန်ရဲ့ရေပေါ်စိုက်ခင်းတွေဟာအမြဲတမ်းရေဓာတ်ကိုအောက်ကနေဓာတ်ရိုက်စုပ်ယူနေတာကြောင့်မိုးခေါင်ရေရှားတဲ့အန်ဒီယေကိုလုံးဝမကြောက်ရတဲ့အပြင်အပင်အတွက်လိုအပ်တဲ့မြေစီဩဇာတွေကလည်းရေမော်ပင်ဆွေးဒီကနေအလိုအလျောက်ရရှိနေတာကြောင့်တဘာဝ organic စိုက်ခင်းစစ်ကြီးတွေဖြစ်နေပါတယ်။ပိုပြီးစမ်းကြတာကတော့ဒီစိုက်ခင်းတွေဟာရွှေ့ပြောင်းလို့ရတဲ့လေယာများဖြစ်နေတာပါပဲ။အကယ်၍မိမိအိမ်နီးနားချင်းနဲ့နေရာလေးခြင်းပစ္စည်းမိမိအိမ်ကိုရွှေ့ခြင်းပစ္စည်းဝါလုံးတွေကိုနှုတ်ပြီးမိမိရဲ့စိုက်ခင်းကြီးတစ်ခုလုံးကိုလှေနဲ့ချီပြီးရေပေါ်မှာအလွယ်တကူဆွဲယူရွှေ့ပြောင်းသွားနိုင်ပါတယ်။ဒီနီးပညာကြောင့်ပဲယနေ့ခေတ်မှာအင်းလီကန်ထွက်ခရမ်းကျင်သီးတွေဟာတနိုင်ငံလုံးရဲ့ဈေးကွက်ကိုအတိကထိန်းချုပ်ထားနိုင်တဲ့အထိစိုက်ပျိုးရေးပြုဟာအောင်မြင်ခဲ့ရတာဖြစ်ပါတယ်။တဘာဝဘေးဒဏ်နဲ့ရေရှည်တည်တံ့ရေးစိန်ခေါ်မှုများဒါပေမဲ့ရာစုနှစ်ပေါင်းများစွာအောင်မြင်ခဲ့တဲ့အင်းသားတို့ရဲ့ရှင်သန်မှုဗျူဟာဟာယနေ့ခေတ်21ရာစုမှာတော့အကြီးမားဆုံးသောတဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ရာသီဥတုဖောက်ပြန်မှုတောတောင်ပြုန်းတီးမှုတွေကြောင့်တောင်ပေါ်ကနေနှုံးမြေတွေကန်တဲကိုစီးဝင်လာပြီးကန်ရဲ့ရေမျက်နှာပြင်ဟာတစ်နှစ်တစ်နှစ်ပိုမိုတိမ်ကောလာနေသလိုနွေရာသီတွေမှာကန်ရီခန်းချုပ်တဲ့အန်ဒီယေကိုပါကြုံတွေ့လာရပါတယ်။ဒါဒီမကသေးပါဘူး။ခင်မီစိုက်ပျိုးရေးဓာတုဗေဒပစ္စည်းတွေပိုးသက်ဆေးတွေကိုစိုက်ခင်းတွေမှာအလွန်အကျွံသုံးဆွဲလာကြတာကြောင့်ကန်ရီထုမြင့်ညမ်းလာပြီးကန်အတွင်းမှာပဲတီးတန့်ရှိတဲ့ရှားပါ၅မျိုးစိတ်တွေနဲ့ရေနေတတ္တဝါတွေပျော့ကွယ်လူနေပါဖြစ်လာနေပါတယ်။ကဘာလက်ခီးသွားလုပ်ငန်းတွေတူးတက်လာတာနဲ့အမျှ14တန်းဒီစီအညစ်ကြီးတွေကလေအင်းလီကန်ရဲ့မူလအီချန်စိတ်မြင်မှုကိုချိန်ချောက်ရရှိနေပါတယ်။အင်းသားလူမျိုးတွေဟာအခက်ခဲတွေကိုအမြဲရင်ဆိုင်ကြော်လွှားခဲ့တဲ့အစဉ်အလာအတိုင်းယနေ့ခေတ်မှာလဲတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကန်ကြီးကိုပြန်လဲကဲတင်ဖို့စ조사နေကြပါတယ်။ရေဝီရေလဲတောတောင်တွေကိုပြန်လဲစိုက်ပျိုးခြင်းရေပေါ်စိုက်ခင်းတွေမှာတဘာဝမြေဆွေးကိုပဲပြန်သုံးခြင်းစတဲ့ခေတ်သစ်ရှင်သန်မှုဗျူဟာတွေကိုသုံးပြီးမိမိတို့ရဲ့မိခင်ရည်ပြင်ကြီးကိုရေရှည်တည်တံ့အောင်ဆက်လက်ကကွယ်နေကြစေဖြစ်ပါတယ်။အင်းလေးကန်ရဲ့ရေပေါ်ကဘာဆိုတာတာမန်လှပတဲ့ရှုခင်းတစ်ခုတတ်မဟုတ်ပါဘူး။အခြေအနေမဲ့ရာခနေအခြေအနေတစ်ကိုတီထွင်ဖန်တီးခဲ့တဲ့လူသားတို့ရဲ့ဇွဲကုန်းမြေမရှိတဲ့ကြားကရေပြင်ကိုလေယာမြေဖြစ်အောင်လုပ်ခဲ့တဲ့ဘိုးဘွားတို့ရဲ့ဉာဏ်ပညာတဘာဝတရားနဲ့တဟဇာတာဖြစ်အောင်ရှင်သန်နေထိုင်တတ်တဲ့မြန်မာတို့ရဲ့ထူးခြားစမ်းကြယ်လှတဲ့သမိုင်းသက်တည်ပဲဖြစ်ပါတယ်။အင်းသားတို့ရဲ့စွမ်းရည်ကကျွန်တော်တို့ကိုဘဝမှာဘလောက်ပဲလမ်းပြောက်ပြီးအခြေအနေဆိုးနေပါစေကို့မှာရှိတဲ့အရင်းမြစ်ကိုအကောင်းဆုံးအသုံးချတတ်ရင်လှပတဲ့ကဘာတစ်ခုကိုဖန်တီးနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုပေးနေပါတယ်။မိခင်အင်းလေးကန်ကြီးရေရှည်တည်တံ့ပြီးနောက်ထပ်ရာစုနှစ်ပေါင်းများစွာအထိဒီထူးခြားတဲ့ယဉ်ကျေးမှုကြီးတည်ရှိနေဖို့ကကျွန်တော်တို့မြန်မာပြည်သူပြည်သားအားလုံးနဲ့ကမ္ဘာလက်ခရီးတဲ့အားလုံးမှာတာဝန်ရှိပါတယ်ဗျာ။သင်ရောအင်းလေးကန်ကိုရောက်ဖူးရင်ရေပေါ်အိမ်လေးတွေနဲ့ရေပေါ်စိုက်ခင်းကြီးတွေကိုကြည့်ပြီးဘယ်လိုမျိုးအတွေ့အကြုံရခဲ့လဲ။ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ပြီးတငယ်ချင်းတွေကိုပါ share ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျ။နောက်ထပ်စိတ်ဝင်စားစရာမြန်မာယဉ်ကျေးမှုလျှို့ဝှက်ချက်တွေမှာပြန်တွေ့ကြရအောင်။အားလုံးပဲတာယာချမ်းမြေ့ကြပါစေ။